သင်ခန်းစာအတွက်ပြင်ဆင်လွယ်တဲ့ပစ္စည်းတွေကတော့ကြောက်တင်မုံဒါမှမဟုတ် whiteboard စက္ကူပကံပြားကလေးတစ်ဦးလျင်တစ်ချက်နှုံးနဲ့ဂွန်းလုံးကလေး2ဦးလျင်တစ်လုံးတို့လိုအပ်ပါတယ်ဖျားသခင်ကသူ၏ရည်ရွယ်ချက်များပြေဝဆုံးလင်းရန်အတွက်ကျွန်ုပ်တို့ကိုကူညီမဆသည်ဆိုတဲ့အောက်ပါတမန်တရားကိုဆရာကသင်မုံပေါ်မှာရေးထားပါဆရာကတဦးနဲ့တဦးမရင်းနှီးကြသေးတဲ့ကလေး2ဦးကိုတွဲပေးပါဂွန်းလုံးတစ်ခုကိုပေးပြီးပကံပြားများကိုတဦးလျင်တစ်ချက်ပေးရပါမယ်ကလေးများကိုမျက်နှာချင်းဆိုင်တွဲရက်စေပါကလေး2ဦးမှဂွန်းလုံးကိုမိမိပကံများပေါ်မှာတင်ထားစေပါအဲ့ဒီနောက်မိမိရှေ့မှာတငယ်ချင်းစီတို့ဂွန်းလုံးကိုပကံများနဲ့ရရွေပေးပြီးတင်မုံပေါ်မှာရေးထားတဲ့အမှန်တရားရဲ့စလုံးအစကိုအတန်ကြဲကြဲဆိုစီပါရှေ့မှာရှိတဲ့တငယ်ချင်းကလည်းဂွန်းကိုဖမ်းယူပြီးပြန်ပေးရမှာစာသားရဲ့ဒုတိယစလုံးကိုရွတ်ဆိုစီပါအတွဲတိုင်းဟာအခုလိုမျိုးကစားတော့ရမှာဖြစ်ပြီးတင်မုံပေါ်မှာရေးထားတဲ့အမှန်တရားကိုရွတ်ဆိုပြီးတဲ့အထိကစားရမှာဖြစ်ပါတယ်တကယ်လို့ဂွန်းမြေပေါ်သို့ကျသွားပါကအစမှပြန်ဆရပါမယ်